စဉ်တောင်ကျကလေးဘွားရွယ်တဲ့မိခိုရရိပ်ဖြစ်ခဲ့တဲ့သူတို့ဟာကျွန်တော်ဘဝအိမ်မက်ထဲကတရေကောင်းတွေပါပဲအချိန်တန်လာမှတည်တက်လာခဲ့တဲ့ကိုယ်တိုင်မိဘပြန်ပြီးဖြစ်လာခဲ့တပတ်တန်းနဲ့ပေးသက်တဲ့ဒိဗယ်တချင်းတစ်ပုတ်ဖြစ်ရေးသက်ခဲ့နေမင်းရဲ့ဆွမ်းအမျိုးဝေလာမင်းကြီးရဲ့လင်းရောင်လုံးအမောင်ကိုခွင်းလန်းပြတဲ့သူတို့ကဘာမြေတွားထိုးလင်းတောက်ပါဖို့ဒီနဲ့မေရဲ့တမိုးမကုန်နိုင်တဲ့ချီသူကြရနဲ့ဒီချစ်ချင်းများကိုညာလိုက်တဲ့အောင်မေးတတိယပြီးရှိခိုးပေးတဲ့တင်ညာတွေနဲ့ရှုပ်ထွေးတဲ့လောကကြီးလေကျွန်တော်ဟာရှင်းရှင်းလင်းလင်းရကြည်နိုင်တဲ့အမေရဲ့မြေတားတွေနဲ့ကြိုင်ဆိုင်များတဲ့လူဘဝကြီးတဲ့ရင်ကိုယ်ကောင်းမထားခဲ့တဲ့အမြဲပဲတကလုံးတွေထပ်ပေါ်လေးနဲ့တော့ရစေမဖြစ်တဲ့ရနေကမြေတာတရားတွေတမိုးနဲ့ကထိုက်တဲ့ခြေသူတရားတွေလက်ဆောင်မို့လို့ဥခိုက်တော့အနန္တဖြစ်တော့မကုံဆုံးတဲ့မြေတာတရားတွေလောကထဲတွင်ထွေဆုံးငြိမ်းချမ်းဆုံးလေမင်းရဲ့ဆွမ်းအမျိုးဝေလာမင်းကြီးရဲ့လင်းရောင်လုံးအမောင်ကိုခွင်းလန်းပြတဲ့သူတို့ကဘာမြေတွားထိုးလင်းတောက်ပါဖို့ဒီနဲ့မေရဲ့တမိုးမကုန်နိုင်တဲ့ချီသူကြရနဲ့ဒီချစ်ချင်းများကိုကျွန်တော်ညာလိုက်တဲ့အောင်မေးတတိယပြီးရှိခိုးပေးတဲ့တင်ညာတွေနဲ့ရှုပ်ထွေးတဲ့လောကကြီးလေကျွန်တော်ဟာရှင်းရှင်းလင်းလင်းရကြည်နိုင်တဲ့အမေရဲ့မြေတားတွေနဲ့ကြိုင်ဆိုင်များတဲ့လူဘဝကြီးတဲ့ရင်တော့ကောင်းမထားခဲ့တဲ့အမြဲပဲ